ဇင်ကိုတယောက်တုံတုံချီချီနဲ့လမ်းလျှောက်လာရင်လက်ထဲမှာအရက်ပုလင်းကိုပိုက်ထားတဲ့ပါးဆက်ကလေးတချင်းကြီးကြီးနဲ့ဇင်ကိုလီဝေဝီဖြင့်အချစ်ဆိုတာစေခါကြီးပါပဲမေထွေးရဲ့မင်းကငါကိုအမြဲမောင်းထုတ်တယ်ထူစင်မေထွေးစီကရက်ကတော့ငါကိုဘယ်တော့မှချစ်မတော်ဘူးအမလီကိုစင်ကိုနေဝင်တာနဲ့မူးနေပြန်ပြီလားဒီမာကြီးဦးပူဆိုးကလည်းပြေတော့မယ်ရှင်ဒီတိုင်းဆိုကျွန်မကိုဘယ်တော့မှလာမပြောနဲ့တော့ဟာမေထွေးကိုမူးနေတာမဟုတ်ပါဘူးမင်းရဲ့အလတ်မှာရစ်မူးနေတာပါလားပါမင်းထုတ်တွေကိုကူတဲ့ပေးမယ်မလိုပါဘူးရှင်ကိုရှင်တောင်နိုင်အောင်ထိန်းဦးတော်ပြီတော်တော့စိုးမောင်နဲ့ဒူပီနှစ်ယောက်ဇင်ကိုစောင့်နေကြတယ်စိုးမောင်ကမေထွေးကိုဇင်ကိုနဲ့မပတ်သက်စေချင်ဘူးဟိကောင်ဇင်ကိုမင်းကငါလူကိုလိုင်းနောက်ရှက်နေတယ်ဆိုတာဟုတ်လားအေးကိုစိုးမောင်မျက်နှာကလည်းတင်းလို့အရက်ကလေးတငုံလောက်တောက်မလားစိတ်ကြည်သွားတာပေါ့မင်းကငါကိုအရက်သမားများမနေလားစိုးမောင်ကဇင်ကိုတွန်းထုတ်လိုက်ရာခြင်းကိုမြေကြီးပေါ်လဲကျသွားပြီးလက်ထဲကအရက်ပုလင်းကွဲသွားလေသည်ကုန်ပါပြီငါရဲ့အသက်သွေးကြောလေးစိုးမောင်မင်းအရင်ရက်ဆက်တာပဲဇင်ကိုတယောက်ပုလင်းကွဲကိုပိုက်ပြီးမေထွေးအိမ်ရှိမှသွားអော်နေတယ်မေထွေးစိတ်မရှိစွာဖြင့်တကားဖွင့်ထွက်လာသည်ကိုစင်ကိုရှင်ဘာလာလို့တာလဲရွာထဲကလူတွေနိုးကုန်တော့မယ်ဇင်ကိုမေထွေးငါတကယ်ပြောတာပါငါမှအခုအရက်လည်းမရှိတော့ဘူးမင်းကိုပဲရှိတော့တယ်စိုးမောင်ငါကိုရိုက်တယ်ပြီးတော့မင်းကိုလည်းယူမယ်တယ်နောက်နေ့နက်ဇင်ကိုတယောက်ခေါင်းမှာပတီးဖြူလေးနဲ့မေထွေးတို့အိမ်မှာထိုင်နေတဲ့မေထွေးကစံပြုတ်တိုင်နေတာကိုစင်ကိုဒီနေ့ကစားပြီးအရက်ဖြတ်မယ်လို့ကတိပေးရင်ရှင်ပြောတာကိုကျွန်မစဉ်းစားမယ်တကယ်လားမေထွေးမင်းသားလက်ခံမယ်ဆိုရင်အရက်တင်မကောက်ကွမ်းမဖြတ်လိုက်မယ်ထူစင်စိုးမောင်ကအိမ်ထဲကိုဒေါသကြီးဝင်လာသည်ဟေးဇင်ကိုမင်းမနေညငါကိုဘာလို့တိုင်တာလဲကိုစိုးမောင်ရှင်သွားတော့လူတယောက်ရဲ့အားနည်းချက်ကိုနိုင်ကျင့်တဲ့သူကိုကျွန်မမုန်းတဲ့ကိုစင်ကိုအရက်တောက်ပေမဲ့ရှင်ထက်စိတ်သက်သာတယ်ဟုတ်တယ်ငါမှမေထွေးရှိပြီးမင်းသွားတော့စိုးမောင်မျက်နှာပြက်ပြီးအေးပါကွာမင်းတို့ပဲအဆင်ပြေကြပါတော့ငါကပဲလူစိုးကြီးဖြစ်ရတာပေါ့စိုးမောင်ထွက်သွားသည်ဇင်ကိုကမေထွေးကိုကြည့်ပြီးပြုံးနေသည်မေထွေးငါအခုအရက်မတောက်ဘဲနဲ့ကိုမူးနေတယ်လို့ပဲဘာလို့လဲကိုဇင်ကိုရဲ့ဇင်ကိုမင်းရဲ့အချစ်တွေကြောင့်လေဟိတွားလူလေကြီးစံပြုတ်ကိုကုံခေါင်တော့ပြီးပါပြီခင်ဗျာကိုဇင်ကိုနဲ့မေထွေးတို့ပေါင်းဖက်ပြီးကလေး၃ယောက်တောင်မွေးသွားပါပြီရဲ့မောပျော်ရွင်ကြပါစေ